ဒီနေ့ကျွန်တော်တို့ဝတ်လျှော်ဆက်အကြောင်းပြောရအောင်เนาะဝတ်လျှော်ဆက်2မျိုးရှိတယ်ဝတ်လျှော်ဆက်2မျိုးရှိတယ်အရှိကနေထဲတဲ့အဝတ်အရှိကနေထဲတဲ့ဝတ်လျှော်ဆက်နဲ့အပေါ်ကနေထဲတဲ့ဝတ်လျှော်ဆက်ဆိုတော့2မျိုးရှိတယ်အပေါ်ကနေထဲတဲ့အဝတ်လျှော်ဆက်မှာအလဲဦးတိုင်းပါတဲ့ဟာနဲ့မပါတဲ့ဟာဆိုပြီးမှပြန်ပြီးတော့မှအဆင့်ပြန်ကွဲသွားတယ်ဟုတ်ပြီနော်အရှိကနေထဲတဲ့အဝတ်လျှော်ဆက်ကကျွန်တော်တို့နံပါတ်1ပါကောင်းလဲဆိုတော့ dryer နဲ့တွဲတဲ့သူတွေပေါ့နော် dryer ကိုအဲ့ဒီအဝတ်လျှော်ဆက်ရဲ့အပေါ်မှာပဲတင်ပြီးတော့မှအောက်မှာအဝတ်လျှော်ဆက်အပေါ်မှာ dryer နှစ်ဆင့်ပေါ့နော်အဲ့လိုမျိုးအခန်းကျင်းထဲမှာ3ပေလောက်ရှိတဲ့အခန်းကျင်းလေးထဲမှာ closet ထဲမှာထည့်လို့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့တခုသတိထားမှာတော့အရှိမကျွန်တော်တို့အဲ့ဒီဆက်ရဲ့အရှိမတော့ကျွန်တော်တို့တကားဖွင့်ပေးလို့နိုင်ဖို့အတွက်နေရာလိုမယ်လူတယောက်စာလူတစ်ခုစာဝင်ထွက်သွားလိုက်ဖို့နေရာလိုမယ်ဆိုအနည်းဆုံးလက်မ30လောက်ပေါ့နော်အရှိမလိုမယ်အဲ့ဒါတော့သတိထားဖို့ဖြစ်တယ်ပြီးတော့နောက်တစ်ခုကျတော့ရေမှာတက်တာတယ်ဟုတ်ပြီနော်ရေမှာတက်တာဆိုတော့ဘာဖြစ်လို့ဆိုအဝတ်ကကျွန်တော်ဒီတိုင်းလေတာဖြစ်တဲ့ကြောင့်ဆက်ကဒီတိုင်းလေတာဖြစ်တဲ့ကြောင့်အဝတ်ကအောက်ရောက်သွားလိုက်အပေါ်ရောက်လိုက်ပေါ့နော်ရေရကျတော့ကျွန်တော်တို့အောက်မှာပဲရှိတာပေါ့နော်ဆိုတော့လေတဲ့ခါကျရင်သူကအဝတ်ရေတွေကအပြည့်ဘယ်လိုပြောမလဲအဲ့ဒီအိုးအပြည့်ထည့်ကြမလို့ပဲနဲ့သူကလေလို့ရတယ်ဟုတ်ပြီနော်โอเคနံပါတ်1မှာနံပါတ်2ရဲ့မှာဦးတိုင်းပါတဲ့အောင်ရှင်ပြောအောင်เนาะအပေါ်ကနေထည့်ရတာဖြစ်တယ်အပေါ်ကနေထည့်ရတယ်ပြီးတော့ကျွန်တော်တို့ဦးတိုင်းပါတယ်ပေါ့နော်ဦးတိုင်းပါတဲ့အတွက်ကြောင့်ဦးတိုင်းကညာရစ်လဲတယ်ဆိုရင်drum ကဘယ်ရစ်ကိုသွားတယ်ဆိုတော့အဲ့ဒါကအဝတ်တွေကိုဘယ်လိုပြောမလဲညှစ်ပေးတယ်ပေါ့နော်အဝတ်တွေညှစ်ပေးတယ်ရေတွေကိုကောင်းကောင်းအမိုက်တွေညစ်ကြေးတွေကိုကောင်းကောင်းဆင်အောင်လုပ်ပေးနိုင်တယ်ဒါပေမဲ့တစ်ခုမကောင်းတာတော့အဝတ်တွေညက်တတ်တယ်เนาะကျွန်တော်တို့ခြေအိပ်တို့အဲ့ဒီပါတဲ့အဝတ်စားတွေပေါ့နော်အဲ့ဒါတွေအဲ့ဒီဦးတိုင်းမှာညက်တတ်တယ်အဲ့ဒါမျိုးဖြစ်တတ်တယ်နောက်တစ်မျိုးကကျတော့ကျွန်တော်တို့ဒီဦးတိုင်းမှာပါတဲ့ဟာပေါ့နော်ဦးတိုင်းမှာပါတဲ့ဟာကျတော့ကျွန်တော်တို့ဦးတိုင်းပါတဲ့ဟာလူမျိုးပဲလုတ်ပေးရတယ်အဝတ်တွေထဲတဲ့ခါကျရင်လေဦးတိုင်းပါတဲ့ဟာလူမျိုးပဲလုတ်ပေးရတယ်အလေကိုလွတ်ပေးရတယ်เนาะဒီတိုင်းပုံပြီးတော့မှထည့်လိုက်တယ်ဆိုရင်ဆက်ကသူချိန်ဆက်ကချိန်တယ်ပေါ့နော်၄ချိန် balance ဘယ်ဖက်ညာဖက်အရှိအနောက်၄ချိန်ကိုညှိရတယ်ဆိုတော့အဲ့ဒီမှာအချိန်ကုန်တယ်မီးအားကုန်တယ်ကျွန်တော်တို့အနေနဲ့ဆက်ကိုကူညီသွားဖြစ်ပေါ့နော်အလဲကိုအတတ်နိုင်ဆုံးအပါဆုံးเนาะအပေါက်ဖြစ်တဲ့ထိမလုံနိုင်ရင်တော့မှာပေါ့နော်အလဲကိုတော့ဖယ်ထားပြီးတော့ကျွန်တော်တို့donut shape လို့ခေါ်တာပေါ့နော်ဒီတိုင်းအလုံးပြီးတော့အဝတ်စားတွေကိုညီအောင်ပေါ့နော်ဒီဘက်မှာအနှွေးထည်ရှိရဆိုရင်လည်းဒီဘက်မှာလည်းအနှွေးထည်ပေါ့နော်အဲ့လိုမျိုးအလေးချိန်တွေညီအောင်လို့ကျွန်တော်တို့ချိန်ပေးထားတယ်ဆိုရင်ဆက်တော့အရင်တက်တာတယ်ဒါပေမဲ့ဒီနံပါတ်1အမျိုးအစားเนาะဦးတိုင်းပါတဲ့ဟာဖြစ်ဖြစ်မပါတဲ့ဟာဖြစ်ဖြစ်ရေကတော့အများကြီးသုံးရတယ်အဝတ်ရှိတဲ့နေရာထိရောက်တဲ့ထိကြော်တဲ့ထိရေဖြည့်ပေးရတာဖြစ်တဲ့ကြောင့်ဒီဆက်အမျိုးအစားကတော့ရေအများကြီးသုံးရတယ်ဆိုတော့ကျွန်တော်တို့ဝယ်မယ်ဆိုရင်เนาะတတိထားဖို့အဲ့ဒါတစ်ချက်ဖြစ်မယ်ဒါပေမဲ့နေရာအပြင်ပြောမယ်ဆိုတော့ကျွန်တော်တို့အဲ့ဆက်ရရှေ့မှာတော့ကျွန်တော်တို့လူတယောက်ဝင်ထွက်လို့ရတယ်ဆိုရင်ရပြီဘာလို့ဆိုအဖုံးကအပေါ်မှာဖြစ်တဲ့ကြောင့်မလို့အရှေ့မှာတော့နေရမလို့ဒါပေမဲ့အဝတ်60ကိုတော့ကျွန်တော်အပေါ်မှာတင်လို့မရဘူးဘေးမှာထားရမယ်ဆိုတော့ဒီ
အပေါ်ကနေထဲတဲ့ workshop ဆက်မျိုးဝယ်မယ်ဆိုတော့ကျွန်တော်တို့6ဆက်ကတော့ဘေးမှာထားမှာဖြစ်တယ်ဆိုတော့အနည်းဆုံး9ပေလောက်ရှိတဲ့အခန်းနော်9ပေလောက်ကျန်ရှိတဲ့အခန်းတစ်ခန်းလိုအပ်တယ်။ဘာကြံသေးလဲဟောနံပါတ်1မျိုးစားမှာကျွန်တော်တို့တခုအစင်မပြေဖြစ်တတ်တာတော့ကျွန်တော်အရက်အနေအမြင့်ပိုင်းပါเนาะဘာဖြစ်လို့ကျွန်တော်တို့အထဲကိုထည့်ရတယ်အပေါ်ကနေထည့်ရတယ်ကျွန်တော်တို့အဝတ်လျှော်ပြီးသွားရင်ကောက်တဲ့ခါကျရင်လည်းကုန်းပြီးတော့မှเนาะကုန်းပြီးတော့မှကောက်ရတာဖြစ်တဲ့ကြောင့်မလို့အရက်နေတဲ့သူတွေအတွက်เนาะအရက်နေတဲ့သူတွေအတွက်ကတော့အခက်အခဲရှိနိုင်တယ်အဲ့ဒီအဝတ်တွေဟိုအောက်ဆုံးထိနိုင်ပြီးတော့မှကောက်ဖို့တော့ပေါ့နော်အဲ့ဒါခက်ခဲရှိနိုင်တယ်အဲ့ဒါတစ်ချက်တော့တတိထားမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့အဝတ်လျှော်ဆက်ဝယ်မယ်ဆိုရင်ဘယ်လိုမျိုးစားဝယ်သင့်တယ်ကိုမှရှိတဲ့နေရာပေါ့နော် space အနေထားနဲ့ဘယ်လိုမျိုးစားဝယ်သင့်တယ်ဆိုတာကိုဒီဗီဒီယိုအဖြစ်idea ရနိုင်မယ်လို့မျှော်လင့်တယ်အားလုံးကိုကျေးဇူးတင်တယ်